အားလုံးပဲမင်္ဂလာပါဒီနေ့တော့အိမ်မကိစ္စတိရလှုပ်ရှားဖြစ်နေလုံနီးလေးကိုတစ်ခါရဲလာမြောက်ပေးရဖြစ်ပါတယ်သူ့ကိုလုပ်ဖို့အတွက်ဆိုရင်တော့အရန်ကိုလွယ်တယ်ပေါ့နော်ပါဝင်ပစ္စည်းအမယ်လည်းမများပဲနဲ့အရတာရှိတာမို့လုံနီးလေးကိုခုပဲစတင်ကြလိုက်ရအောင်ရုံးစုံတဲဦးတဲ့ကိုစီထည့်မယ်ပေါ့နော်ပြီးရင်တော့ကျွန်မအစင်တင်လီးထားတဲ့ဒီချက်သွန်ကြီးပေါ့နော်တေးသေးလေးလီးထားတဲ့ချက်သွန်ကြီးဥကြီးတစ်လုံးကိုအသုံးပြုထားပါတယ်သူ့ကိုစီထဲမှာထည့်မှကြော်မှာပေါ့နော်စီကတော့အရင်မများပါဘူးဒီအနေထားလောက်ဆိုလို့ရှိရင်ကျွန်မသူ့တဲဦးထဲကနေဆယ်ထုတ်ထားမယ်ပြီးရင်တော့ခုနကတဲဦးထဲမှာပဲစီလေးကိုနည်းနည်းပြန်ထည့်ပြီးမှငရုတ်ပွားပေါ့နော်ငရုတ်ပွားအနီအောင်တစ်လုံးအကြီးကိုအသုံးပြုထားပါတယ်မိမိအဆင်ပြေတဲ့အရာကိုအသုံးပြုလို့ရတယ်နော်ဒီမှာအရာကတမတ်ချက်မရှိပါဘူးဒီငရုတ်ပွားကလည်းခုနကအတိုင်းပဲကြော်သွားပေးလိုက်တာပေါ့နော်တော်တော်ကြီးကိုနွမ်းပြီးမှအရာကိုလည်းနည်းနည်းပြောင်းလာပြီဆိုလို့ရှိရင်သူ့ကိုလည်းဆယ်ထုတ်ထားပြီးမှဒီတဲဦးထဲမှာပဲစက်သားတောက်ဆင်ထားတဲ့ဟာလေးကိုပေါ့နော်ကျွန်မစီမထည့်ပဲနဲ့ကြော်တယ်ဘာလို့လဲဆိုတော့ဒီမှာကျွန်မပြပေးပါမယ်ရေတွေအများကြီးထွက်ပါတယ်နော်ဒီရေတွေကျွန်မမလိုချင်ပါဘူး6လေးပဲလိုချင်တာမို့လို့အဲ့ဒီအသားကြီးပဲကိုဆယ်ထားရမှာခုနတဲဦးထဲမှာပဲစီပြန်ထည့်မယ်ပေါ့နော်ခုနရေတွေအကုန်လုံးပြစ်လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်မအသားကြီးပဲကိုယူပြီးမှပြန်ထည့်မယ်ပေါ့နော်ပြီးရင်ခုနကအစင်တင်ကြော်ထားတဲ့ဒီငရုတ်ပွားရဲ့ချက်သွန်ကြီးကိုထည့်မယ်ပေါ့နော်ပြီးပြီဆိုရင်တော့တေချာနှံ့တော့မမွေခင်မှာပေါ့နော်ကျမတို့အရင်ရတာတွင်းမယ်အခုထည့်နေတာကတော့ငရုတ်ကောင်းပါပေါ့နော်ငရုတ်ကောင်းများများလေးကျဲလို့များများလေးထည့်တယ်ပြီးရင်တော့စားပေါ့နော်ပြီးရင်ကျမဒီထဲကိုချက်သွန်ဖြူမုတ်ချက်သွန်အနီအမုံနဲ့ကျမဇီရာမုံရဲ့ကယန်းပပရဲ့ထည့်တယ်ပေါ့နော်ကဲကအဆက်မစားနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီကယန်းပပကိုမထည့်ပါနဲ့ကယန်းပပကတော့မြန်မာလိုကတော့ငရုတ်တီအမုံတစ်မျိုးပဲပေါ့နော်သူကနည်းနည်းလေးဆက်တယ်ပေါ့နော်ပြီးရင်တော့ကျမတို့အကုန်လုံးတမတော်တေချာလေးမွေပေးပြီးမှနောက်ထပ်3မိနစ်လောက်တဲဦးထဲမှာတေချာလေးချက်ပါမယ်ဒီညမှာအသားကိုလေမိမိစိတ်ကြိုက်နှစ်သက်ရအသားကိုသုံးပြုလို့ရတယ်နော်တောက်စင်ထားလည်းသုံးလို့ရတယ်လို့တောက်မစင်ထားမယ်နဲ့ပပလေးလီထားတဲ့ဟာလည်းသုံးပြုလို့ရပါတယ်ဒီလောက်ဆိုရင်တော့ကျမတို့အသားအဆင်သင့်ဖြစ်ပါပြီပြီးရင်တော့ကျမတို့အခုသူ့တဲကိုစားသူနဲ့တွဲစားဖို့ပေါ့နော်သူတီးရလေးတွေကိုဒါလုံနေရပါသူ့တော့အကြီးကြီးပဲလုပ်ရတယ်ပေါ့နော်တေးသေးလေးနဲ့လုပ်လို့မရပါဘူးအမှန်တော့လေဒီပြောင်းဘူးနဲ့လုပ်တဲ့ wrap နဲ့ပိုကောင်းတယ်နော်ပြောင်းဘူးမုံနဲ့ဟာကျမတို့စီမှာရှားခက်တော့အဆင်ပြေတဲ့ wrap လေးကိုပဲကျမအသုံးပြုထားပါတယ်ပြီးရင်တော့ကျမဒီထဲကို sour cream လေးအရင်ထည့်တယ်ပေါ့နော်ပြီးရင်တော့ cheese ထည့်တယ်ပြီးခုနကတော့အသားကိုထည့်ပြီးအပေါ်ကနေ cheese တစ်ခါပြန်အုပ်တယ်ပေါ့နော်ဒီထဲမှာလေပုံမှန်ဆိုလို့ရှိရင်ဘယ်ကေဆာတီးယာမှာ sour cream မထည့်ပါဘူးဒါပေမဲ့ကျမဘာလို့ထည့်တာလဲဆိုတော့ပုံမှန်ဆိုလို့ရှိရင်သူ့ကိုစားတဲ့အချိန်မှာပေါ့နော်ဒီ sauce လေးနဲ့တွဲစားပါတယ်ကျမကတော့အဲ့လောက်ထိမလုံနိုင်ဘူးပေါ့နော်ကျမတို့မျိုးကြောင်ကအရန်ပူတယ်ခဏရက်နေတော့အခုဒီမှာ cheese တွေထည့်နေနေတာတေချာဖြန့်လို့မရတော့အရေးပြောတော့ဘယ်လောက်ပူလဲဆိုတော့ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းအဲ့ဒါကြောင့်မလို့ကျမကတော့ဒီလွယ်တကူပဲလှုပ်ရှားတာမို့လို့ပေါ့နော် sour cream လေးအောက်ကနေထည့်တယ်ပေါ့နော်အဲ့ကလေး sauce နဲ့စားမယ်ဆိုလို့ရှိရင် sour cream ကိုကြော်သွားပါမထည့်ပါနဲ့ခုနကအတိုင်းကျမဗီဒီယိုထဲမှာပြထားတဲ့အတိုင်းလုပ်ပြီးဆိုရင်တော့တဲဦးထဲမှာတစ်ခေါက်ပြန်အပူပေးလိုက်ပဲပေါ့နော်ဒါဆိုလို့ရှိရင် wrap လေးနည်းနည်းကျွတ်သွားအောင်ပေါ့နော်ပြီးပြီဆိုရင်တော့ကျမစနစ်သုံးထဲထားပြီးမှအပေါ်ကနေဓာတ်လေးနဲ့လီးမယ်ပေါ့နော်ဒီလိုမျိုးအချောင်းလိုက်လေးတွေမလီးချင်ဘူးဆိုလို့ရှိရင်အလဲကနေတပိုင်းမဲ့အပိုင်းတစ်ခုပဲအရာပေးလို့ရတယ်ပေါ့နော်တပိုင်းပဲပိုင်းနိုင်ရတယ်ကျမကတော့ယူဆရလွယ်အောင်လို့ဒီလိုတေးသေးလေးဖြစ်တဲ့အထိကိုလီးလိုက်တယ်ပေါ့ဒါဆိုရင်တော့ကျမရဲ့ကိစ္စတီးရလေးလည်းစားဖို့စဉ်းသင့်ဖြစ်နေပါပြီအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်